အန်တူလေးလာနေတဲ့သူတွေအတွက်ရှင်ကန်ဆန်မာစတာဘွန်ဘိုပေါ့နော်တခန်းချင်းစီပညာဌာနအနေနဲ့သင်ပေးသွားမယ်ပေါ့နော်အဲ့တော့နံပါတ်1ကကြတော့ sign နေသူ့ရဲ့အဓိပ္ပာယ်ကအခါမှာကွက်လက်တဲ့အချိန်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့သူကကြတော့တိုခီနဲ့တူမယ်ဒါပေမဲ့သူကခတာရီခတာပေါ့နော် formal ကြတဲ့အသုံးအနှုန်းဖြစ်တယ်စာစကားတွေရုံးဖွဲ့စည်းတွေမှာတုံးတဲ့ယဉ်ကျေးရဲ့အသုံးအနှုန်းပုံစံမျိုးပေါ့နော်အဲ့တော့သူ့ကိုဘယ်လိုသုံးမလဲဆိုရင် noun ဆိုရင် not ထည့်မယ် verb ဆိုရင်ကြိလျှော့ခေလာမယ်ကြခေလာမယ်အနောက်က sign နေသုံးမယ်ပေါ့နော်အဲ့တော့သူ့ကိုသတိထားမယ်ဘယ်ချိန်တွေမှာသုံးမလဲဆိုရင်အများပြည်သူနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေမှာပဲအသုံးပြုတာများတယ်ပေါ့နော်နေ့စဉ်ပုံမှန်အကြောင်းအရာတွေမှာတော့အသုံးနည်းတယ်ဟုတ်ပြီ一番ကကြတော့この整理券は商品受け取りの際必要ですဒီတုံးငယ်လက်မှတ်ကကုန်ပစ္စည်းကိုလက်ခံတဲ့အခါမှာလိုအပ်ပါတယ်နိဗ္ဗာန်こちらの会議室をご利用になる際はဒီအစည်းအဝေးခန်းကိုအသုံးပြုဖို့ဖြစ်လာတဲ့အခါမှာတော့受付で必要事項をご記入くださいကောင်တာမှာအသုံးပြုဖို့လိုအပ်တဲ့အကြောင်းအရာတွေကိုရေးဖြည့်ပေးပါစမ်းမှန်アメリカの大統領は来日した際にアメリカသမ္မတကဒီ来日した際にဂျပန်ကိုလာခဲ့တော့က私たちの大学でスピーチを行ったကျွန်တော်တို့ရဲ့တက္ကသိုလ်မှာမိန့်ခွန်းပြောသွားခဲ့ပါတယ်တဲ့နောက်နံပါတ်2 grammar နိ size တဲ့နဲ့နိအတာတဲ့ပေါ့နော်။ तू ကလည်းကွက်လက်တဲ့အခါမှာဆိုတဲ့အဓိပ္ပာယ်ရှိတယ်။ तू ကိုဘယ်နေရာမှာသုံးမလဲဆိုရင်ကိစ္စတစ်ခုကိုအထူးစတင်ပြုလုပ်တဲ့အခါမှာပဲသုံးတယ်။ရပြီနော်။အဲ့တော့ तू ကတစ်ချိန်တစ်ခါပဲပြုလုပ်တဲ့အရာတွေပေါ့နော်။ဘယ်လိုအရာတွေလဲဆိုရင်လက်ထပ်ခြင်းဆိုင်ဖွင့်ခြင်းစတဲ့နေရာတွေမှာသုံးတယ်။ဒါပေမဲ့ तू ကိုအနှုတ်လက္ခဏာဆောင်တဲ့စကားလုံးတွေနဲ့တော့တွဲပြီးတော့မသုံးဘူးပေါ့နော်။ဥပမာခွဲခွာတာတို့စိတ်ုံတက်တာတို့ဒေဝါလီခံတာတို့အဲ့အရာတွေနဲ့တော့တွဲပြီးတော့မသုံးဘူးပေါ့နော်။နောင်နဲ့လည်းတွဲမယ်ပေါ့နော်။နောက် verb ဆိုရင်တော့ဒီ short key နဲ့ပဲသုံးမယ်။ तू ကအခုမှစတင်တာမို့လို့တဖောင်မသုံးဘူးเนาะဒီလိုမှတ်ထားမယ်။အဲ့တော့ need size တဲ့ need အတာတဲ့။အဲ့တော့ 一番ကကြတော့工事関係者は工事を始めるに際してအဲ့တော့ဆောက်လုပ်ရေးတာဝန်ခံကတဲ့ဆောက်လုပ်ရေးကိုစတင်ပြုလုပ်တဲ့အခါမှာခင်ဇွန်တော့ဂျူမင်နီအိုက်ဆာဆိုရှတက်မာဝါတာအနီးနားပြည်သူတွေကိုလှည့်လည်နှုတ်ဆက်ခဲ့ပါတယ်။နောက်နံပါတ်2တိုး shopping site တို့ဒီရောင်းချခြင်းပြုလုပ်တဲ့ site ပေါ့နော်ဂေါ်ဒီယောနိ size တဲ့အသုံးပြုတဲ့အခါမှာတော့ဤကနောဂေါ်ဒီယောဂျောခံအိုယောကုအိုယောမိကူတာ site အသုံးပြုဖို့အခြေအနေအကြောင်းအရာတွေကိုတည်တည်ချာချာလေးဖတ်ပေးပါနောက်နံပါတ်3ကကြတော့အတရန်ရှိခုယောဟာဂျီမဲရုနိအတာတဲ့စီးပွားရေးလုပ်ငန်းအသစ်တစ်ခုစတင်တဲ့အခါမှာရှစ်ခိုင်းတို့တည်တည်ချာချာဂျွန်ဘီကိုရှီယောတိုမိုတဲ့ orimas ပြင်ဆင်မှုတွေပြုလုပ်မယ်လို့တွေးထားပါတယ်နောက်နံပါတ်4အိုဖူတာရီနောခါဒိုတဲ့နိအတာရီမတ်တဲ့အဲ့တော့ဒီနှစ်ယောက်တိုးတိမ်တူထောင်တဲ့အခါမှာတဲ့အိုယဝါရီနောခုတိုဘာကိုမိုးရှိအာကဲမှာကွန်ပျူတာကိုပြောကြပါမယ်နောက်နံပါတ်5နီဟွန်တဲ့ခုတ်ဆိုင်ခိုင်ကြီးကိုဂျပန်မှာအပြည်ပြည်ဆိုင်ရာအစည်းအဝေးကိုခိုင်ဆိုင်ဆူရူနီအာတာရီကျင်းပတဲ့အခါမှာဖွင့်လှစ်တဲ့အခါမှာအန်ကေခါခုဟိုမန်ကာရာနော်ပတ်သက်တဲ့သူအသီးသီးမှပေါ့နော်အဖက်ဖက်ကနေပြီးတော့ကျော်ရကူအေတာပူပေါင်းဆောင်မှုတွေကိုရရှိခဲ့ပါတယ်